ပကံရာဆိုရင်ကိုဖတ်ကြည့်လိုက်တဲ့အခါမြန်မာလူမျိုးတွေအားလုံးသိတဲ့အနောယထာဆိုတာအဲ့တော့ပကံမှာအုပ်စိုးနေတာအဲ့တော့စုကတေးဆိုမင်းအုပ်စိုးနေစုကတေးနဲ့အနောယထာနဲ့စီးချင်းပြိုင်ထိုးတာရှိတယ်စစ်တိုက်တာမဟုတ်ဘူးလက်စွမ်းပြကြသူနိုင်ကိုနိုင်မလုပ်လဲဆိုအခုမြင်းကဘာဆိုတဲ့ရွာအဲ့ဒီအနေစာပြီးတွင်းလာတယ်မြင်းကဘာနာမှာချောင်းကြီးရှိတယ်အချောင်းကမ်းမေးမှာမြင်းကိုစီးပြီးတော့တယောက်နဲ့တယောက်ထိုးကြမယ်တကယ်ကိုအဲ့ဒီခေတ်ကတော့ချောင်းပြစ်တဲ့ခေတ်မဟုတ်ဘူးနော်ခုခေတ်ကလူတွေကတော့ချောင်းပြစ်လို့ရတော့တပင်တွေကကွယ်ကျင်းနေရနေငုံတို့ထိုင်ပြီးချောင်းပြစ်အဝဲကနေလှမ်းထုခုခေတ်ကခေါ်တော့မဟုတ်ဘူးရင်ဆိုင်တိုက်ရတယ်ရင်ဆိုင်တိုက်အဲ့တော့စုတ်တေးနဲ့အနောယထာစီးချင်းထိုးမယ်ဆိုပြီးတော့ချင်းချက်လိုက်ပြီးတော့အနောယထာကသူ့ဖေစီကအရိဓမ္မာဆိုရက်လှမ်းရတယ်မြင်းနဲ့လေးချင်တယ်စုတ်တေးကလည်းပဲမြင်းစီကျွမ်းကျင်တယ်သူကဘယင်မဲ့အဲ့တော့ကဲချင်းတဲ့အခါမှာထွက်ပြီးတော့ထိုးကြပထမတော့စုတ်တေးကအရင်ထိုးလှည့်ပေးလိုက်တဲ့အခါကဲစုတ်တေးကသူကအကြီးဆိုသူကအရင်ထိုးပါဆိုအဲ့တော့ထိုးလိုက်တဲ့အခါစုတ်တေးကအနောယထာကိုလှမ်းနဲ့ထိုးလိုက်တဲ့အခါမှာအနောယထာကိုမထိုးမိပဲနဲ့အနောယထာစီးတဲ့မြင်းရဲ့ကာချိုးတစားကိုသွားထိုးမိသွားသူလှမ်းကျဲဟာလွဲသွားအဲ့ဒီမှာသူတော်တော်တုန်လှုပ်သွားကဲဒီတစ်ခါတော့အနောယထာသူ့လှဲ့တဲ့ခံနိုင်အောင်ခံဆိုပြီးတော့မြင်းကိုပတ်စီးပြီးတော့စုတ်တေးကိုလက်နဲ့ထိုးချလိုက်တယ်မြင်းရောစုတ်တေးရောအကုန်လုံးအဲ့ချောင်းနဲ့ကြာသွားတာအဲ့ဒါကြောင့်မြင်းကဘာမို့မြင်းကဘာချောင်းလို့ခေါ်တယ်မြင်းရောကရောမြင်းကိုဆင်ထားတဲ့ကာကျိုးတစားတွေရောမြင်းရောချောင်းထဲမှာလူရောမြင်းရောအကုန်လုံးပေါ့ချောင်းထဲမှာပါသွားတယ်အဲ့ဒါမြင်းကဘာခေါ်တယ်ပေါ့အဲ့ဒါလို့သူရတ္တိနဲ့တိုင်းပြည်ကိုယူကြတာ